ကျောင်းဖွင့်ပြီးတလားခန့်ကြာလာတဲ့အခါမှာတော့ဟင်းထက်နဲ့နေရဖြူတွေတန်ရောစင်ဟာပိုပြီးတော့ရင်ကျက်လာခဲ့ပါတယ်။တနေ့ညနေဝင်ရိုးရီအချိန်မှာသူတို့နှစ်ယောက်မြို့အပြင်ဘက်ကမျောတော်မူကုန်းမြင့်လေးပေါ်မှာထိုင်နေကြပါတယ်။ဟင်းထနင်းတကယ်ပဲဒီမြို့လေးကမြင်ဘဲမှမထွက်ချင်ဘူးလား။နေရဖြူကဝေးလံတဲ့တောင်တန်းကြီးတွေကိုငေးကြည့်ရင်မေးလိုက်ပါတယ်။ငါကဒီမြို့လေးမှာပဲနေပြီးငါအဖေရဲ့အချမ်းလုပ်ငန်းတွေကိုပဲဆက်လုပ်တော့မှာနင်ရောရန်ကုန်ကိုပြန်သွားလားဟင်းထက်ရဲ့အမေကြောင့်နေရဖြူကတပြင်းတစ်ချက်ချလိုက်ပြီးငါအဖေကငါ့ကိုရန်ကုန်မှာစီချောင်းတက်စီခြင်းတာနောက်နေ့ဆိုရင်ငါရန်ကုန်ကိုပြန်ရတော့မယ်ချင်းနေဟင်းထက်ရှင်စင်းမှာစစ်ခနဲ့နာကျင်သွားပါတယ်ရန်ကုန်ဆိုတဲ့မြို့ကြီးဟာသူ့တက်တော့အဝေးကြီးပါပဲရန်ကုန်ကိုပြန်သွားရင်ငါ့ကိုမေ့သွားမှာလားနေရဖြူကဟင်းထက်ရဲ့မျက်လုံးကြီးကိုစူးစူးဆိုက်ဆိုက်ကြည့်ပြီးပြုံးပြလိုက်ပါတယ်နင်ကလည်းမေ့စရာလားနင်ကငါရဲ့ပထမဆုံးတော့သူမဟာစကားကိုအဆုံးမတတ်ဖဲရက်လိုက်ပါတယ်ဟင်းထက်ရဲ့နှလုံးခုန်ခန်းတွေကတော့ဒင်းကနေသူမရဲ့လက်ချောင်းလေးတွေဟာသူ့လက်ဖွားနားလေးမှာဝဲလဲဖြစ်နေပြီမဲ့လေဟင်းထက်မှာတော့စုပ်ကင်ထားခြင်းတဲ့စန္ဒာကိုအတင်းထိန်ချူထားမိပါတယ်ငါကတာမန်တော်သားလေးတယောက်ပါဆိုတဲ့အသွေးကသူ့ရဲ့တက်တီတွေကိုရိုက်ချိုးပြနေကြတာပါဟင်းထက်နေရဖြူကိုအိမ်ရှိအထိလိုက်ပို့ပေးခဲ့ပါတယ်နေရဖြူကခြံနှင်းမဝင်ခင်နောက်လဲကြည့်လိုက်သည်ဟင်းထက်နေငါ့ကိုပြောစရာတခုခုရှိနေတယ်မဟုတ်လားဟင်းထက်ရင်တွေတုံသွားပြီမယ်ဟိုမနှက်ဖြန်ကြောင်းနှောက်မကြစင်းနေအောင်လို့ပြောမလို့ပါဆိုပြီးပဲပြန်ပြေးလိုက်ပါတယ်ဟင်းထက်ရဲ့အမြင့်ကြောင့်နေရဖြူရဲ့မျက်နှာလေးချက်ချင်းပဲညှိုးငိန်သွားခဲ့ပါတယ်သူမကခေါင်းတစ်ချိန်ညှင်ပြပြီးအိမ်ထဲကိုခတ်မြန်ပဲဝင်သွားပါတော့တယ်ဟင်းထက်တယောက်တည်းကြံခဲ့တဲ့လမ်းမထန်မှာတော့သူခွင့်မပြောလိုက်ရတဲ့ချစ်တယ်ဆိုတဲ့စကားလုံးဟာမြူနှင်းတွေထဲမှာပျောက်ကွယ်သွားသလိုခံစားလိုက်ရတော့တယ်။အပိုင်း3ကိုမျှော်